လေးကြီးဒီတို့ကြွားဒီတို့ဆိုစတဲ့ဟာတွေကို English လို့ဘယ်လိုပြောမလဲပေါ့အဲ့တော့လေးကြီးတာတို့ကြွားတယ်ဆိုတဲ့စကားလုံးတွေက English မှာအများကြီးရှိတယ်ပေါ့နော်အဲ့တော့ပထမဆုံးတစ်ခုကကြတော့ brag boast flex show off so အဲ့တော့အဲ့စကားလုံးတွေကကြွားသည်ဆိုတဲ့အဓိပ္ပာယ်မျိုးထွက်တာမျိုးဖြစ်တယ်ဒါပေမဲ့အဲ့ထဲမှာနည်းနည်းလေးကြီးတဲ့ဘိုင်းကိုသွားတာကတစ်လုံးပဲအဓိကသွားတယ်ပေါ့နော် okay so အဲ့တော့ကြည့်ကြည့်အောင်ပထမဆုံးတစ်ခုက brag ဖြစ်ပါတယ် brag ကကြတော့သူကကြွားသည်ဒါပေမဲ့သူက negative connotation နည်းနည်းလေးပါတယ်အဲ့တော့သူကနည်းနည်းလေးအပူပြောတဲ့အပိုင်းပါတယ်ပေါ့ so အဲ့တော့သူ့ကိုလေးကြီးသည်လို့လည်းမှတ်လို့ရတယ်သူကကြွားဝါပြောဆိုသည်ဖြစ်ပါတယ်ပြတာသည်နဲ့နည်းနည်းလေးกว่าတယ်ဒါကြောင့်ကြွားပြီးတော့ပြတဲ့ဟာရှိရယ်ကြွားပြီးတော့ပြောတဲ့ဟာရှိရယ် so အဲ့တော့ brag ကကြတော့သူကပြောတဲ့အပိုင်းကိုသွားတာဖြစ်တယ် so ဥပမာ example အနေနဲ့ဆိုရင်တော့ he always brags about his daughter အဲ့တော့သူသမီးနဲ့ပတ်သက်ပြီးတော့သူကအမြဲတမ်းဒါကြွားတယ်ပြောမယ်ဆိုရင်လည်းအပူပြောတယ်ပေါ့နော်အပူပြောပြီးကြွားတာပေါ့ so အဲ့တဘောမျိုးလေးဖြစ်ပါတယ်brag ကသုံးလို့ကောင်းတယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ boast boost လို့ထွက်လို့မရဘူးပေါ့နော်သူက boast ဖြစ်ပါတယ်အဲ့တော့ boast OAST ကိုအဓိကသွားတယ်ပေါ့အဲ့တော့ boast ကကြတော့သူကဒီကြွားဝါပြောဆိုဒီထက်စားရင်သူကပြတဲ့ဘက်ကိုပို့ပြီးတော့သွားတယ်ဒီ boast ကကြတော့သူကမပြောမဟုတ်ပြောတယ်เนาะဒါပေမဲ့သူကပြပြီးတော့ပြောတာဖြစ်ပါတယ်နည်းနည်းလေးกว่าတယ်ကျွန်တော်တို့ brag နဲ့ဆိုရင်ပေါ့နော် so ဒါကြောင့် example အနေနဲ့ဆိုရင်တော့ I think you are here to boost your new watch အဲ့တော့မင်းရဲ့နာရီအစ်စ်ကိုငါစီကိုပြပြီးတော့ကြွားဖို့လာတယ်လို့ငါထင်တယ်ဆိုတော့အဲ့လိုတပုံနဲ့ဒါဆိုရင်ပြပြီးတော့ကြွားတာဖြစ်တယ်ဟိုပစ္စည်းတစ်ခုခုဝယ်လာပြီဆိုရင်ပြပြီးတော့ကြွားတယ်ဆိုရင်ဒီ boast ကိုသုံးလို့ရတယ်ပေါ့နော်သုံးလို့ကောင်းတယ်သူကတော့လေကြီးရနဲ့မတူဘူးပေါ့နော်သူကပြပြီးတော့ကြွားတာဖြစ်တယ်ဆိုတော့အဲ့လိုပုံနေမယ်ဆိုပြီးရင်နောက်တစ်ခုက flex တို့ show off တို့ဖြစ်ပါတယ်ဟို flex ဆိုရင်လည်းသူကကြွားဝါပြောဆိုတာထက်စားရင်သူကပြတာတည်ဖြစ်ပါတယ်ဒါကြောင့် flex လုပ်တယ်ဆိုရင်တချို့ဒီလိုပတ်စံရေးကင်ပြီးတော့ဒါကြွားပြီးတော့ပြတာပေါ့နော်ဆိုအဲ့လိုဆိုရင်အဲ့ဒါက flex လုပ်တယ်လို့ခေါ်လို့ရတယ်ဒါမှမဟုတ်ရင်လည်း show off ပေါ့ဒါဆိုရင်သူက boast ရဲ့ပြီးရင် flex show off အဲ့ဒီစကားလုံးတွေကတူတယ်လို့ယူဆလို့ရတာပေါ့ပြောမယ်ဆိုရင်သူကပြတဲ့ဘက်ကိုနည်းနည်းလေးသွားတယ် brag တခုတည်းသူကကြွားပြီးတော့ပြောတယ်အပူပြောတာဖြစ်တဲ့အတွက်လီကြီးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အတန်းတွေကိုတက်ချင်တာမျိုးပဲဖြစ်ဖြစ်ကျွန်တော်ရေးသားထားတဲ့စာအုပ်တွေကိုဝယ်ယူခြင်းနဲ့ဆိုရင်ဒါ English with Sky လို့ရှာကြည့်လို့ရတယ်ပေါ့နော်အဲ့ဒီဆိုတော့အားလုံးကြိုးရှိတော့မယ်လို့ယုံကြည်ပါတယ်